안녕하세요. 민글라바. 오케이, 이 비디오 말아 주로 듣기 listening ပေါ့နော်အခန်း3ရဲ့မိကုန်းတွေက listening မိကုန်းတွေဖြေကြမယ်အဲ့တော့ပထမဆုံးနံပါတ်1မှာမိကုန်းကဘာလဲဆိုရင် 다음을 듣고 아바로고 나타나기로 빈칸에 꼴라테마 알맞은 것을 만가노 아야고 고르십시오. 아시비야. 그래서 누가 꼴라 아바우리 비타메 에리 바우니야마 어도아레 살롱리고 나타나기로 뭐노 아이 살롱리야 1 2 3 4ထဲကဘယ်မှာပါလဲပေါ့ပြန်ရေးရုံပဲပေါ့နော်ဒါဖြည့်ဘူးတဲ့ပုံစံပဲဖြစ်ပါတယ်ကျွန်တော်မိကုန်းလေးအတန်လေးကိုဖွင့်ကြမယ်ပေါ့နော် 1번 다음을 듣고 빈칸에 알맞은 것을 고르십시오. 다로 가운데 너? 여기는 은행입니다. 여기는 은행입니다. 로ပြောသွားတယ်ဒါဆိုလို့ရှိရင်ကွက်လက်ထဲမှာသူអော်သွားတဲ့နေရာဒီပါလဲဆိုရင်은행လို့អော်သွားတယ်ဒါဆို정답이 1번입니다. နံပါတ်1မှာနော်အားကြောင့်မလို့ကျွန်တော်အပြင်မှန်ကတော့1ကျွန်တော်လေးဖတ်ကြည့်ကြည့်မယ် 식당 사다사이 시장 세 약국 약국 들어 세이사이 ဟုတ်ပြီနော်ဒါဆိုရင်နှစ်ကနေ3မိကုန်းလေးတွေတွားကြည့်နော်다음을 듣고 아바로고 나타미 물음에 메고마 메고네 너 알맞은 대답 만간의 앞이고 고르십시오 유치해봐 그래서 누가 메고 어라메 대안이마 정말 아이 메고 어라고 앞이 변샤비야메 리장네마 앞이면 장 빠레메 너 그 메고 나타서 너 2번부터 3번까지 다음을 듣고 물음에 알맞은 대답을 고르십시오. 2번 의자가 있어요? 두 미군리가 의자가 있어요. 발레 갈라타이 시라이 1. 네. 네. 의자를 사요. အဲ့တော့မှာပြောသွားတာဒီဟုတ်ကဲ့ပေါ့နော်နေဆိုတော့ဟုတ်ကဲ့ 의자를 사요 တဲ့ကလထိုင်ကိုဝယ်တယ်တဲ့နော်ဒါဆိုဖြေမှန်စဉ်းစားကြည့်နော်ဆိုတော့သူကရှိလားလို့မေးတာဖြစ်တဲ့အတွက်ရှိတယ်သို့မဟုတ်မရှိဘူးဆိုတာမျိုးပဲဖြေရမှာဖြစ်တယ်ဒါကြောင့်တစ်ကမမှန်အောင်နော် 2. 네. 네. 의자가 많아요. အဲ့တော့ဟုတ်ကဲ့ 의자가 많아요. 많아요 ဆိုတော့ကျွန်တော်တို့များတယ်လို့ပြောတာဒါဆိုရင်အဖြေမှန်ဖြစ်နိုင်မဖြစ်နိုင် 3. 아니요. 의자예요. 아니요 흰 의자예요. 의자 봐. 깔라타임 봐. အဲ့လိုမျိုးမေးတာနော် Okay နံပါတ်အလေးဖြေတာပေါ့နော် sorry 4. 아니요. 의자가 높아요. ဟုတ်ပြီနော်အဲ့ဆိုနံပါတ်4ကတော့ဟင်းနဲ့နော် 의자가 높아요. 깔라타임ကမြင့်ပါတယ် 높다 မြင့်သည်ဖြစ်တယ်နော် Okay ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်အဖြေမှန်ဘာဖြစ်မလဲစဉ်းစားကြည့်ပေါ့နော် Okay အဲ့ဆိုစဉ်းစားလို့ရလိမ့်မယ်လို့ထင်ပါတယ် 정답이 뭘까요? Okay 2번 뭐ကလထိုင်ရှိလားဆိုဟုတ်ကဲ့ရှိတယ်ရှိလို့အများကြီးပဲကလထိုင်နေအများကြီးပဲလို့ဖြေတဲ့အဖြေမျိုးဖြေရမယ်ပေါ့နော်သူကနယ်လို့ပြောထားတဲ့ဟုတ်ကဲ့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြီပေါ့နော်ကြည့်ဆိုရင်정답이 2번입니다 Okay အဲ့ဆိုကျွန်တော်တို့နံပါတ်3အတွက်ဆက်ပြီးတော့နားထောင်ပြီးဒီနေ့ကနားထောင်ကြည့်မယ်နော် 3번 시장에 어떻게 갔어요? 또 미곤리가 시장에ဈေးကို 어떻게 갔어요? 어떻게 해서 별로 뭐 갔어요? 또 하게 될래? 이 말은 어떤 방식에 미타라 ဖြစ်တယ်။ကြည့်ဆိုရင်စကြည့်မယ်ပေါ့နော် 1. 어제 갔어요? အဲ့နံပါတ်1က 어제 ဆိုမနေ့ကပေါ့နော်မနေ့ကသွားခဲ့တယ်သူရဲ့အထီကဒီမှာသူဖြေသွားတာဒီ 어제 သွားခဲ့တယ်မနေ့ကသွားခဲ့တယ်ဖြစ်တဲ့အတွက်ကြောင့်သူဖြေသွားတာဒီအချိန်ဖြစ်နေတယ်နော်ဆိုတော့သူတို့ကမိကုန်းမှာ 어떻게 ဘယ်လိုနော်ဘယ်လိုနီးလန်းအောင်မေးတာဖြစ်တယ်နော်အဲဆိုရင်နံပါတ်2မေးနံပါတ်2 2.
매일 갔어요. 매일ဆိုတာနေ့စဉ်နေ့တိုင်းပြောတာနေ့တိုင်းသွားခဲ့တယ်နော် 3. 친구가 갔어요. 3. 친구가 갔어요. 친구. တကယ်ချင်းကသွားခဲ့တယ်ဒါဆိုဘယ်သူသွားတာလဲဆိုတာဟာမျိုးပြန်ဖြေထားတာနော်စာပုံကြည့်မယ် 4. 지하철로 갔어요. Okay အဲ့တော့지하철로 갔어요. 지하철ဆိုတာမြေအောက်ရထားအနောက်က row ကတော့ဒီနေရာမှာဖြစ်နှင်လို့ပြောတာပေါ့နော်အတုံးချတော့အတုံးချမှုကိုပြတဲ့ grammar မြေအောက်ရထားဖြစ်မြေအောက်ရထားနဲ့သွားခဲ့တယ်ဒါဆိုကျမတို့ဘယ်ဟာအဖြေဖြစ်မလဲဆောင်းသားပြီဘယ်ကရောစဉ်းစားခဲ့ပါရောစဉ်းစားကြည့်ပါအဲ့ဆိုဘာဖြစ်မယ်ထင်လဲ정답이 4번입니다.เนาะအဖြေမှန်ကတော့နံပါတ်4ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲသူ့ရဲ့မိကွန်းကဈေးကိုဘယ်လိုသွားခဲ့လဲလို့မိတာဖြစ်တဲ့အတွက်။ဒါဆိုရင်ရမယ်ထင်ပါတယ်เนาะ။ဆိုတော့ကျွန်တော်တို့နံပါတ်4စာပုံကိုဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်။စာပုံရဲ့ခေါင်းစဉ်ကြီးကတော့두 사람은လူနှစ်ယောက်က무엇에 대해ဘာနဲ့ပတ်သက်ပြီး말하고 있습니까ပြောနေကြတယ်လေ။ဒါဆိုဒီထဲမှာလူနှစ်ယောက်ပြောနေတဲ့အကြောင်းအရာစကားကိုနှထောင်ပြီးတော့အဲ့စကားတွေကမှာ key point ကိုရှာမယ်ပေါ့ကျွန်တော်တို့ဘာအကြောင်းပြောတာဖြစ်မလဲပေါ့နော်။ကဲအဲ့ဆိုလို့ရှိရင်တစ်ချက်နားထောင်ကြည့်ကြမယ်။ 4번. 두 사람은 무엇에 대해 말하고 있습니까? 집에 에어컨이 있어요? သူပြောတော့တာတခုက 집에 အိမ်မှာပေါ့ 에어컨이 있어요 တဲ့နော်အိမ်မှာ aircon ရှိလားတဲ့ 에어컨은 없어요. 에어컨은 없어요 ဘာမရှိဘူးတဲ့ aircon은 မရှိဘူးတဲ့ main ကလေးကပြန်ပြောတယ် 선풍기가 있어요. 선풍기가 있어요 선풍기ဆိုတော့ကျမတို့ပန်ကာပေါ့နော်ပန်ကာတော့ရှိတယ်တဲ့အဲ့ဒါဆိုတို့တယ်ဟွာလေးကတော့ဒီမှာပြီးသွားပြီဖြစ်ပါတယ်အဲ့ဆိုရင်ဒီလူနှစ်ယောက်ရဲ့ဘာကြောင့်ပြောတာဖြစ်မလဲဆိုတော့ကျွန်တော်လိုက်ချကြည့်ကြည့်မယ်ပေါ့နော်သူတို့က aircon နေပန်ကာတွေအဲ့လိုပစ္စည်းအကြောင်းကိုပြောသွားတဲ့အခါကျတော့နံပါတ်1ခြိပန်းနေဆိုတာကျွန်တော်တို့အိမ်မှုကိစ္စတွေပြောတာနော်အိမ်မှုကိစ္စတွေအိမ်မှာရှိတဲ့ချက်ပြုတ်ရှော့ဖို့စသဖြင့်ပေါ့နော်တန်ရှင်းရေးပေါ့အဲ့လိုမျိုးအိမ်မှုကိစ္စတွေပြောတာချိုဒီဘော့ဆိုတာဟင်းချက်တဲ့နီလန်ယိုဒီနဲ့ချိုဒီနဲ့တူတယ်pop ဆိုတော့ချက်တဲ့နီလန်ဟင်းချက်နီပေါ့နောက်대중교통ကကြတော့ဗာလဲဆိုတော့ဒီ public transportation ပေါ့နော်အများပြည်သူဆိုင်ရာပို့ဆောင်ဆက်သွယ်ရေးလားနော်သွားလာရေးပေါ့နော်အဲ့လိုမျိုး public transportation နောက်전자လျှက်စစ်제품ဆိုတော့ကုန်ပစ္စည်းတွေဆိုလျှက်စစ်ပစ္စည်းတွေအကြောင်းနဲ့ဒါဆိုဘာဖြစ်မလဲသူရဲ့အဖြစ်မှန်ကတော့ 4번ပေါ့နော် aircon ကိုဘာလို့ဆိုတဲ့အခါကျတော့정답이 4번입니다.နံပါတ်4ပဲဖြစ်ပါတယ်ဒါဆို 5번ကိုဆက်ကြည့်မယ် 5번가 다음을 듣고 아바로 나타나면 이어지는 말로 이어지다 나우가 ဆက်ပြောမှာเนาะသူကဒီ 5번. ဟိုဒီမိကုန်းတစ်ခုကိုသူကပြောမယ်ဒေဝါထဲမှာဆိုတော့ဒီစကားပြောပြီးလို့ရှိရင်နောက်ကနေဘာစကားဆက်ပြောမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီလေးချောင်းထဲကနေပြန်ရှာပေးရမယ်ပေါ့နော်ဆိုတော့ EOG number ဆိုတာအဲ့ဒါကိုပြောတာเนาะနောက်ကဆက်ပြောမယ့်စကားအနေနဲ့ခါကြအားမချင်းကအမှန်ဆုံးသောအရာကိုကျွန်တော်တို့ကိုရှာခိုင်းနေပေါ့လीเนาะကဲအဲ့ဆိုလို့ရှိရင်နားထောင်ကြည့်မယ်ပေါ့နော်သူရဲ့ 다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 근처에 시장이 있어요? ဒီထဲမှာသူမိသွားတာက근처ဆိုတာအနီးနားကိုပြောတာပါပြီးတော့မှပြန်ကြည့်ပေါ့နော်အခုလောလောဆယ်နေကုန်းလိုက်ဖြစ်နေတော့မှဒီအတန်ဖိုင်ကိုအတန်ဖြစ်ပဲနားထောင်စာတွေကိုမဖတ်နဲ့ပေါ့နော်ဘာလို့လဲကျွန်တော်တကယ်ဆောင်မဖြေတဲ့ခါကျရင်စာတွေ့ရမှာမဟုတ်ဘူးလေနော်အဲ့ဒါကြောင့်မလို့ပြီးတော့မှဒီအောက်မှာသူ့ရဲ့အတန်ဖိုင်အတွက်စာသားလေးအောက်မှာရှိပါတယ်ပြီးတော့မှကြည့်မယ်ပေါ့နော်ဆိုတော့근처ဆိုတာကျွန်တော်တို့အနီးနားမှာပြောတာပေါ့နော်근처에တစ်ခါတော့ပြန်ပြီးနားထောင်မယ်ပေါ့နော် 다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 근처에 시장이 있어요?
좀 밀라이다가 아니나마 근처에 시장이 있어요. 3시라로 밀라이되나? 1. 네, 저는 시장에 자주 가요. 또 3시라로 밀라이돼 ဆိုရင်ဘယ်လိုပြန်ဖြေမှာလဲတဲ့နံပါတ်1အနေနဲ့ဟုတ်ကဲ့저는ကျမကတော့ 시장에ဈေးကို 자주 เนาะမကြာခဏပေါ့เนาะမကြာခဏသွားတယ်တဲ့เนาะအဲ့ဒါပြန်ဖြေမှာလားဒါမှမဟုတ်နံပါတ်2 2. 네, 시장에서 과일을 살 거예요. နှစ်ကတော့ဟုတ်ကဲ့ 시장에서 ဈေးကနေပြီးတော့ 과일을 အသီးတွေကို 살 거예요 ဆိုတာကဝယ်မှာပါလို့ပြောတာ사다ဆိုတဲ့ verb ကို 라 거예요 ခေါ်မှာသုံးထားတာပေါ့နော်ဟုတ်တယ်လေကျွန်မဈေးကနေအသီးတွေဝယ်မှာတဲ့ကဲနံပါတ်3 3. 아니요. 시장은 없고 마트는 있어요. တော့ကကျတော့ဘာပြောတော့လဲဆိုတော့ဟင်းအင်းနဲ့ဈေးကတော့မရှိဘူး 시장은 없고 ဈေးကတော့မရှိဘူး 마트는 있어요. 맛တော့ရှိတယ်တဲ့နော် supermarket လို့ဟာမျိုးတော့ရှိတယ်ပေါ့နော် 시장 ဆိုတော့ကျွန်တော်မြေဆိုင်ဈေးလိုမျိုးပေါ့နော်အခန်းလေးတွေသို့မဟုတ်လဲအဆောင်လေးတွေနဲ့ရောင်းတဲ့ဟာလိုမျိုးပေါ့နော်ကြည့်ရဆိုရင် double လေးဆက်ကြည့် 4. 아니요. 채소는 시장에서 사는 게 좋아요. နံပါတ်4ကဟင်းအင်းငါညို့ဆိုတော့ဟင်းအင်းနဲ့시장은 sorry 채소ဟင်းသီးဟင်းရွက်တွေကတော့시장에서ဈေးမှာ사는 게ဆိုဝယ်တဲ့အရာဝယ်တာလို့ပြောတာနော်ဈေးမှာဝယ်တာက좋아요ကောင်းနေတဲ့အဲ့လိုမျိုးဖြေသွားတယ်ဒါဆိုရင်အဖြေမှန်ကဘာဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်သူကဒီအနီးနားမှာဈေးရှိလားလို့မေးတဲ့အခါကျတော့ခြောင်းတာပြီး 3번 ပေါ့ဟင်းဈေးတော့မရှိဘူးဒီနီးနားမှာဆိုရင် mat ပဲရှိတယ်ပေါ့နော်ဆိုတော့ခြောင်းတာပြီး 3번입니다ဟုတ်ကဲ့အဲ့ဆိုရင်여기까지는 듣기 질문이 삐비ပေါ့နော်끝났습니다 듣기 질문이အဲ့ဆိုတော့အဆုံးထိတူတူလိုက်ဖြေပေးကြလိမ့်မယ်လို့ထင်ပါတယ်လိုက်ဖြေပေးလိုက်ဖြေကြည့်ပါပေါ့နော်လိုက်ပြီးတော့ဖြေကြည့်နောက်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မသိရလေးတွေကိုမှတ်တာအသစ်စလုံးဖြစ်နေခဲ့တယ်ဆိုရင်ကြက်တာလုပ်ကြည့်ပေါ့နော်ဆိုတော့အဓိကတော့ဒီလိုမျိုးတကီကိုနားထောင်ပြီးဖြည့်ကြည့်နားထောင်ပြီးဖြည့်ကြည့်များလေးကျင့်တဲ့ခါကြလို့ရှိရင်တော့မှကျွန်တော်တို့နားရီဝလာပြီးတော့ဒီအတန်ကိုကြားလိုက်တာနဲ့ဘာလဲဆိုတဲ့စကားလုံးပေါ့နော်အဲ့လိုမျိုးသိပြီးသားဖြစ်မယ်စာလုံးကိုကြည့်ပြီးတော့ကြက်စာလုံးကိုကြည့်ပြီးတော့ကြက်တဲ့ခါကြလို့ရှိရင်ကျတော့ကျွန်တော်စာလုံးကိုမှတ်မိတယ်ကိစ္စတော့ရှိမယ်ပေါ့ဒါပေမဲ့တကီမှအဲ့ဒါကအဲ့လောက်ကြီးအကျိုးမဖြစ်ဘူးပေါ့နော်နားထောင်ခြင်းအတွက်အလေးကျင့်ဖြစ်ဖို့ဆိုရင်တော့များနားထောင်လေးကျင့်များနားထောင်တာပဲအထောက်အကူပို့ပြီးတော့ဖြစ်တယ်များနားထောင်မှပဲဒီ listening ဖြည့်ဖို့အတွက်ပို့ပြီးတော့အထောက်အကူဖြစ်မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဗီဒီယိုလေးကိုလည်း like နဲ့ channel လေး subscribe လုပ်ပေးပါအောင်အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးပါအညံ